တော်လန်ရေးဆိုတာကျွန်တော်တို့အရင်ကပြောခဲ့သလိုပေါ့နော်ဟိုမအေးဝင်းစီစဉ်တယ်မဟုတ်တော့ဘူးဆိုတော့လေကျွန်တော်လူတို့ကိုနားလည်အောင်ကျွန်တော်တို့ပြောပြရမယ်ကျွန်တော်တို့မားခဲ့တာလည်းကျွန်တော်တို့ဝန်ခံရမယ်ကျွန်တော်တို့ဘာတွေမားခဲ့ပါတယ်အဲ့တော့တေချာတော်လန်ကြီးကပန်းကင်းလန်းတော့မဟုတ်တော့ဘူးတကယ်စုခင်းလန်းတကယ်ကိုကျွန်တော်တို့ရုံးကန်ရမယ်ဒီကနေ့ကျွန်တော်တို့ရင်ဆိုင်နေရတာကဒါတော်လန်ကြီးပဲတော်လန်ဆိုတာဒါပဲသူဆိုပြောတာဒါကူကတော်လန်ကြီးပဲဟုတ်လားဆိုတော့အခုဒီလိုပဲကျွန်တော်ပြောရမှာဒါကူကတော်လန်ကြီးပဲကျွန်တော်တို့တော်လန်ရေးဒီစစ်ရေးတစ်ခုတည်းသွားတဲ့တော်လန်ရေးလည်းမဟုတ်ဘူးလက်နက်ကင်တိုက်ပွဲနဲ့လူလူရှာမှုတိုက်ပွဲနဲ့ပူပေါင်းပြီးတော့သွားတဲ့ဟန်ချက်ညီသွားရမယ်အချိန်လည်းရောက်ပြီစုဖွဲ့တီဆောက်ထိုးပေါက်ဆိုတဲ့ကျွန်တော်ဒီကဏ္ဍတွေကိုလက်ရှိကာလမှာတော့ကျွန်တော်အသီးသီးကျွန်တော်ပြင်ဆင်ကြရမယ်လှုပ်ကြရလိမ့်မယ်ကိုအာမနာစတဲ့ကိုနလေးအမြဲပြောပါတယ်နော်တန်ဘရက်လိုမျိုးတိုက်ပြီးတော့တိုက်ချုပ်ပြီးတော့အာမနာစတဲ့ကျွန်တော်တို့ဝေဖန်ရေးပေးရမယ်အချိန်ကာလကျွန်တော်အာမနာရမယ်အချိန်ကာလဖြစ်တယ်လို့တော့ကျွန်တော်ယူဆပါတယ်ခင်ဗျာပြည်သူတွေကကျွန်တော်တို့မေးတဲ့မေးခွန်းတွေသူတို့ဖြေချင်တယ်ပြီးရင်သူတို့ဘာဖြစ်နေရလဲကျွန်တော်တို့ပြောချင်တယ်ပြဿနာကကျွန်တော်တို့ကသူတို့နဲ့တူတူရှိပေးနိုင်တဲ့အချိန်နေတာရယ်ကျွန်တော်တို့ကသူတို့နဲ့တူတူမရှိပေးနိုင်တာရယ်ပေါ့လေဒီနိုင်ငံရေးသမားတွေလမ်းညွှန်နေဟာဖြစ်တယ်လေဟုတ် PDC ကလာ C2C ကိုသွားဒီနေ့တရားလေးနေနော်ဒီလောက်ဟန်ကတကယ်ရေးကြည့်လို့ကျွန်တော်တို့ဒါတဖြည်းဖြည်းနဲ့တော်လိုင်း9နှစ်တာကာလမှာခံစားမြင်လာတယ်ဆိုတော့ဒီလောက်ဟန်ကိုကျွန်တော်တကယ်လက်တွေ့ကြကျင့်သုံးဖို့လိုတဲ့အချိန်ကျင့်သုံးရမယ့်အချိန်ကျွန်တော်တို့ကိုယ်တိုင်ကလည်းရှိမှာတော့ဟလားအိမ်မှာနေပါစိတ်နဲ့ဆေးဆိုပြီးတော့ဟိုပေါ့ပြောမှဆိုရင် policy အမားတွေညွှန်လင်းချက်အမားတွေဒီလုပ်ငန်းအမားတွေနီးပြအမားတွေကျွန်တော်စတိုက်ကျူးလွန်ခဲ့တာဒီလိုမျိုးကျွန်တော်ကျူးလွန်ခဲ့ကြတယ်တကယ်တမ်းကျွန်တော်တို့ CDN တွေလှုပ်ရှားကြတယ်လှုပ်ကြကန်ကြတယ်ဆိုတဲ့အခြေအနေမှာကျွန်တော်တို့ကိုယ်တိုင်ကိုကဒီ CDN လှုပ်ရှားမှုကိုဘယ်လိုဆက်ပြီးတည်ဆောင်သွားမလဲတော်လိုင်းနဲ့ဘယ်လိုချက်နာပေါင်းဆက်မလဲဆိုတဲ့အပိုင်းတွေမှာလိုအပ်ချက်ရှိခဲ့တယ်ဆိုတော့ဒီပေါ်မှာရန်သူကတခါခွင်ကောင်းယူပြီးတော့မှဒါတွေကန်ခွင်လာတဲ့အခြေအနေရှိတယ်ကျွန်တော်တို့ကတောက်လျှောက်က2021-2023ကအာနာရှင်စနစ်ကိုဖြိုချဖို့တိုက်ထုတ်ဖို့ကိုရှိသမျှအရင်အကုန်ပုံဩတာတည်ရမှာကျွန်တော်တို့ကဩရင်ပေါ့ဗျာတည်ရမှာရှိသမျှနော်ဟိုကြာလိမ့်မယ်လို့မထင်ထားအများစုကပေါ့နော်အဲ့တော့ရှိသမျှအကုန်လုံးအချိန်ပြည့်အဲ့တော့ရှိသမျှပုံဩတော့ကြတိုက်ဖြတ်ရေးဖြိုချရေးကိုပဲကျွန်တော်တို့ကဇောင်းပြေးခဲ့တာအဲ့လောက်နဲ့မပြီးတဲ့အခါမှာလူလူလှုပ်ရှားမှုရဲ့အခုနော်အဆင့်3ဒီအဖွဲ့အစည်းတွေရန်တရားတွေကြစ်လက်ခိုင်မအောင်တိဆောက်ရမယ်ဆိုတော့ပြောချင်တာနိုင်ငံတကာ theory ရလည်းရှိနေပြီသားဆရာတို့ PDF တွေရတယ်တကယ်တော့ရုပ်တွေကအမာကြီးအခိုင်ကြီးလူငယ်တွေကြီးပဲစိတ်တက်ကမလိုက်နိုင်တာသူကမပြောကြဘူးတည်ရမလားစစ်တင်တန်းကိုပဲဟိုကျန်းတယ်ရမ်းတယ်ဆိုပြီးအိမ်ပြန်ကျင်တာလို့တည်ရမလားနော်အမေပဲလွမ်းတာလို့ဖြစ်နေကြချွဲနေကြတာပေါ့ဗျာပြီးတဲ့ကောင်ပြီးတယ်တဲ့ဆန္ဒပြကျင်တဲ့ကောင်ရှိသေးတယ်စစ်တင်တန်းမှာမဟာမေးကြီးရအောင်တမ်းဖို့ပြောတာတကယ်တော့ကျွန်တော်ကြည့်တယ်အဲ့ကောင်တွေအားလုံးကဆန္ဒကိုကြီးတွေကြားကိုကြီးစားကုန်တဲ့ကဆန္ဒကိုကြီးတွေမဟုတ်ဘူးတဲ့ဒါပြော့တော့စိတ်ကပြော့အခုကျွန်တော်တို့9နှစ်ပန်းတယ်တကယ်ကျွန်တော်တို့အတွေးခေါ်ရတကယ်တိဆောက်ထားရင်ရတယ်နောက်တော့သွားလို့ရသေးကဲလောက်ကြအောင်ကိုတွေအခုရန်သူအချင်းတွေကိုအချင်းတွေသုံးသက်ခဲ့ကြပြီအဲ့တော့ရှေ့ဆက်လောက်ကြမယ်အလုပ်တွေဒါတွေသူပြောကြရမယ်ကိုကရှေ့ဆက်တို့ဘာလုပ်မလဲဇမဟုတ်ခုနတော့ကပြောရနေပြန်ဆက်ပြောရမယ်ဆိုရင်ကျွန်တော်တို့ကလည်းကျွန်တော်တို့ကိုကျွန်တော်တို့ပြုပြင်တိဆောက်ကြရတယ်ဟုတ်ကဲ့အားနေချက်တွေကိုဟိုတင်ခန်းစာယူပြီးတော့ဘလို့ကောင်းတဲ့နီးပြူဟာတွေနဲ့ဟိုသွားမလဲဆိုတာကိုစဉ်းစားကြရတာပေါ့နော်အဲ့လိုစဉ်းစားတဲ့အခါကျတော့အခုအချိန်မှာကျွန်တော်တို့ကိုယ်တိုင်အပြင်ကိုပြည်သူတွေရောဟိုစစ်ရေးဘက်ကရဲဘော်တွေရောနားလည်ရမှာဒီကျွန်တော်တို့တော်လန်ရေးဒီစစ်ရေးတစ်ခုတည်းသွားတဲ့တော်လန်ရေးလည်းမဟုတ်ဘူးလက်နက်ကင်တိုက်ပွဲနဲ့လူလူရှာမှုတိုက်ပွဲနဲ့ပူပေါင်းပြီးတော့သွားတဲ့ဟန်ချက်ညီသွားရမယ်အချိန်လည်းရောက်ပြီကျွန်တော်တို့တနိုင်ငံလုံးကိုစစ်အနိုင်တိုက်ဖို့ဆိုတာလေတကယ်တော့တော်တော်ကြီးကိုခက်ခဲတဲ့ကိစ္စပဲကျွန်တော်တို့လူလူရှာမှုပါစီရေးနဲ့အဲ့လိုမျိုးဟန်ချက်ညီသွားရမယ့်အချိန်လို့ကျွန်တော်တို့ကလည်းမြင်တယ်အဲ့ဒါတွေအားလုံးအဲ့ဒီအချက်ကိုပြည်သူတွေအားလုံးကလည်းဟိုနားလည်ပြီးတော့လက်ခံဖို့လေလိုလာပြီလိုလာပြီးတော့ဟိုကျွန်တော်တို့ကိုယ်တိုင်ကလည်းခုနဇွဲပြောသလိုပဲဥဆောင်မှုကောင်းနဲ့ကျွန်တော်တို့ကဒါဥဆောင်မှုအမှန်တကယ်ကောင်းရင်ပြည်သူတွေကနောက်ကနေလိုက်ဖို့အသင့်ပဲသူတို့ဒီကျွန်တော်တို့ဘသူဥဆောင်စစ်ရေးဘက်ကဟိုဘူကျုပ်တွေပေါ့နော်ကျွန်တော်တို့ဘက်ကဘူကျုပ်တွေပြောတော့လေလိုက်လို့တာပဲပြည်သူတွေကကျွန်တော်တို့လူလူချမှုဘက်ကဆရာဒေတာဆန်းပြောတော့လေလိုက်လို့တာပဲပြည်သူတွေကအဲ့လိုပဲပြည်သူတွေကနောက်ကနေလိုက်ဖို့အမြဲတမ်းအသင့်ရှိတယ် ready ဖြစ်ပြီးသားအဲ့ကျွန်တော်တို့ကဘာဖြစ်ရမလဲဆိုကျွန်တော်တို့ဥဆောင်သူတွေကဒါဟိုကောင်းမွန်တဲ့နီးဗျူဟာတွေနဲ့ပို့ပြီးတော့ဘလို့ရှေ့ဆက်ရမလဲဆိုတာတွေကိုပို့ပြီးတော့လုပ်ကြရမယ်ပေါ့နော်ကျွန်တော်တို့လည်းလုပ်ကြမယ်ပြည်သူတွေအားလုံးလည်းပါဖို့လိုတယ်ပေါ့တစ်ဖက်မှာပြည်သူကတော်လှန်ရေးနဲ့တသားလေးရှိဖို့အစဉ်သင့်ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့စစ်ရေးကဏ္ဍလူလှုပ်ရှားမှုခန်းကဏ္ဍကျွန်တော်တို့ဒီ SCEF တို့လိုမျိုးပါဗျာနိုင်ငံရေးဥဆောင်မှုခန်းကဏ္ဍမှာရှိနေတဲ့
ကျွန်တော်တို့ခေါင်းဆောင်အသီးသီးကလက်ရှိမှာကျွန်တော်တို့စုဖွဲ့ရမယ် ဟုတ်တယ် ကျွန်တော်တို့ခိုင်မာအောင်ကျွန်တော်တို့တိဆောက်ရမယ်ပြီးရင်စစ်အုပ်စုရဲ့ကျွန်တော်တို့ဒီရန်ရအောင်ဖြိုခွဲဖြစ်ဖို့အတွက်ကိုကျွန်တော်ဘယ်လိုမျိုးထိုးဖောက်ကြမလဲဒီကတော့စုဖွဲ့တိဆောက်ထိုးဖောက်ဆိုတဲ့ကျွန်တော်တို့ဒီကဏ္ဍတွေကိုလက်ရှိကာလမှာတော့ကျွန်တော်တို့အသီးသီးဒါကျွန်တော်ပြင်ဆင်ကြရမယ်လှုပ်ကြရလိမ့်မယ်ကိုအာမနာစတဲ့ ဟုတ်တယ် ကိုနလေးအမြဲပြောပါတယ်နော်တန်ဘရက်လိုမျိုးတိုက်ပြီးတော့တိုက်ချုပ်ပြီးတော့အာမနာစတဲ့ကျွန်တော်တို့ဝေဖန်ရေးပေးရမယ်အချိန်ကာလကျွန်တော်အာမနာရမယ်အချိန်ကာလဖြစ်တယ်လို့တော့ကျွန်တော်ယူဆပါတယ်ခင်ဗျာ ဝိုင်းရော ကျွန်တော်ကတော့ကျွန်တော်တို့ကိုယ်တိုင်ပေါ့နော်ကိုရောကျွန်တော်တို့ချင်းချင်းကြားမှာမြင်တာပေါ့လေကျွန်တော်တို့လုံနိုင်တာထက်ကိုကျွန်တော်တို့မလုံကြဘူးလို့ကျွန်တော်ထင်တယ်ပေါ့ကျွန်တော်တို့ဒီအချိန်ကအားဖြင့်လဲ9နှစ်လဲကြော်ခဲ့ပြီပေါ့လုပ်ငန်းတွေလုပ်တာမှန်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့လုံနိုင်တဲ့အားထက်ကိုကျွန်တော်တို့ပို့ပြီးတော့မှကျွန်တော်တို့လုံနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဟာရေစုံမျောတာမျိုးမဟုတ်ဘဲနဲ့ပဲကျွန်တော်တို့တွေလုပ်ငန်းကိုလုပ်တယ်ဆိုပေမဲ့ပေါ့နော်ဒီထက်ပို့ပြီးတော့မှကျွန်တော်တို့ပို့ပြီးတော့မှပို့တိုးပြီးတော့မှကျွန်တော်တို့လုံနိုင်တဲ့အားထက်ပို့ပြီးတော့မှပို့လုံးကြရမယ်လို့မြင်တယ်နောက်တစ်ချက်ကကျွန်တော်တို့ဒီပြည်သူနဲ့အတူတသားတည်းရှိဖို့ဆိုပြီးကျွန်တော်ဇက်ကနေပြီးတော့អော်ကြရပေါ့လေကျွန်တော်တို့ကိုယ်တိုင်ရောအားလုံးပေါ့လေဒီသူတို့ရဲ့ဘာဖြစ်နေရလဲဆိုတော့သူတို့ရဲ့ရင်းနှီးရစကားသံတွေသူတို့ရဲ့ဘာဖြစ်နေရလဲဆိုတော့သူတို့ရဲ့ရင်းဖွင့်သံတွေကိုကျွန်တော်တို့ကိုယ်တိုင်နီးကက်နားထောင်ပေးဖို့သူတို့ဘာဖြစ်နေရလဲဆိုတာကိုသိဖို့ကျွန်တော်တို့ကိုယ်တိုင်ကလည်းသူတို့စီသွားပြီးတော့မှလိုအပ်ရင်ချင်းကပ်ဖို့ကျွန်တော်တို့လိုတယ်လို့မြင်တယ်အဓိကအားနည်းချက်ကအဲ့ဒါပဲပေါ့နော်ပြည်သူတွေကကျွန်တော်တို့မေးတဲ့မေးခွန်းတွေသူတို့ဖြေချင်တယ်ပြီးရင်သူတို့ဘာဖြစ်နေရလဲကျွန်တော်တို့ပြောချင်တယ်ပြဿနာကကျွန်တော်တို့ကသူတို့နဲ့တူတူရှိပေးနိုင်တဲ့အချိန်နဲတာရယ်ကျွန်တော်တို့ကသူတို့နဲ့တူတူမရှိပေးနိုင်တာရယ်ပေါ့လေအဲ့တော့ကျွန်တော်တို့လည်းအတူတူရှိပေးနိုင်တယ်လို့ကျွန်တော်တို့ပြောတယ်သို့ပေမဲ့အဲ့စကားလုံးရဲ့နောက်မှာကျွန်တော်တို့ကိုယ်တိုင်ကအဲ့စကားလုံးကိုတာဝန်အပြည့်နဲ့ကျွန်တော်တို့မရှိကြဘူးပေါ့လေပြည်သူတွေနဲ့ကျွန်တော်တို့အတူတူရှိပါမယ်ကျွန်တော်တို့တွေပြောခဲ့တယ်သို့ပေမဲ့လည်းကျွန်တော်ဒီချက်ပို့ပြီးတော့သူတို့နဲ့ပို့ပြီးတော့နီးကပ်အောင်ချင်းကပ်ရမယ်သူတို့အတန်တွေကျွန်တော်နားထောင်ရမယ်ပြီးရင်ကျွန်တော်ဘာတွေပို့လုပ်နိုင်မလဲဆိုတာကိုကျွန်တော်စကားလုံးနေတယ်ပဲမဟုတ်တော့ဘဲနဲ့ကျွန်တော်ဒီလက်တွေ့လှုပ်ဆောင်မှုတွေရောကျွန်တော်ပြသရမယ့်အချိန်ဖြစ်တယ်ကျွန်တော်တို့ရဲ့လုံနိုင်စွမ်းတွေကိုပို့တိုးပြီးတော့မှကျွန်တော်တို့ level up လုပ်ပြီးတော့မှမြင့်ပြီးတော့မှကျွန်တော်တို့ကိုယ်နိုင်လည်းပြန်လဲပြီးတော့မှလေးလာမှုပိုင်းနေကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်မြင့်ပြီးတော့မှတူပေါ့လေသွားကြရမယ်လို့တော့ကျွန်တော်တော့သုံးသပ်ပြီးတော့မှထင်နေပါတယ်ဟုတ်ကဲ့စီဒီနိုင်ငံရေးသမားတွေလမ်းညွှန်နေဟာရှိရလေဟုတ်ပြည်သူစီကလာပြည်သူစီကိုသွားပြည်သူနဲ့တသားလေးနေဆိုရအောင်နော်ဒီလုံဟန်ကတကယ်ရေးကြည့်လို့ကျွန်တော်တို့ဒါတဖြည်းဖြည်းနဲ့ဒေါ်လာရင်း9နှစ်တာကာလမှာခံစားမြင်လာတယ်ဆိုတော့ဒီလုံဟန်ကိုကျွန်တော်တကယ်လက်တွေ့ကြကျင့်သုံးဖို့လိုတဲ့အချိန်ကျင့်သုံးရမယ့်အချိန်ဘာကြောင့်လဲဆိုတော့အခုတစ်ဖက်ကအထွေထွေကြက်တဲမှုနော်တိုင်းပြည်ရဲ့တကယ်လူဦးရေနော်အများစုကတကယ်ကိုရုန်းကန်နေရတဲ့အချိန်နော်တစ်ဖက်ကလည်းစစ်ကောင်စီစီအိုစုရဲ့ဖိနှိပ်မှုတစ်ဖက်ကလည်းဖြေလျှော့မှုကျန်တော့ဒီလိုကစားနေတာတစ်ဖက်ကသူကဖြေလျှော့တယ်လို့ပြလိုက်တစ်ဖက်ကဖိနှိပ်လိုက်ပေါ့အခုဆိုရင်ကျွန်တော် CDN ဝန်ထမ်းတွေနဲ့စကားပြောပြီးတော့အခု CDN ကိုဖြေလျှော့ပေးတယ်ဖြေလျှော့ပေးနေပိုင်းရှိတယ်လောက်လာတာပေါ့နော်ဆိုတော့ဒီလိုမျိုးတွေရှိလာဆိုတော့ဒီကိစ္စတွေနဲ့ပတ်သက်ရင် CDN အများစုကလမ်းပြောက်ကြတဲ့အခြေအနေတွေလည်းကျွန်တော်တို့ကြုံရတယ်ကျွန်တော်တို့ကိုယ်တိုင်ကလည်းရှေ့မှာတော့ဟလာအိမ်မှာနေပါစိတ်နဲ့ဆေးဆိုပြီးတော့ဟိုပေါ့လဲဟိုပေါ့ပြောမှဆိုရင် policy အမားတွေညှော်လင်းချက်အမားတွေဒီလုံဟန်အမားတွေနီးပြူအမားတွေကျွန်တော်စက်တိုက်ကျူးလွန်ခဲ့တာပေါ့ဆိုတော့ဒီလိုမျိုးကျွန်တော်ကျူးလွန်ခဲ့ကြတယ်တကယ်တမ်းကျွန်တော်တို့ခု CDN တွေလှုပ်ရှားကြတယ်လှုပ်ကြကန်ကြတယ်ဆိုတဲ့အခြေအနေမှာကျွန်တော်တို့ကိုယ်တိုင်ကဒီ CDN လှုပ်ရှားမှုကိုဘယ်လိုဆက်ပြီးတည်ဆောင်သွားမလဲတော်လိုင်းနဲ့ဘယ်လိုချက်ချက်နာပေါင်းဆက်မလဲဆိုတဲ့အပိုင်းတွေမှာလိုအပ်ချက်ရှိခဲ့တယ်ဆိုတော့ဒီပေါ်မှာရန်သူကတစ်ခါအခွင့်ကောင်းယူပြီးတော့မှဒါတွေကင်တွယ်လာတဲ့အခြေအနေရှိတယ်ဆိုတော့အဲ့တော့ပြောချင်တာကစေအုပ်စုရဲ့ဖြေလျှော့မှုနဲ့ပြည်နှင်မှုကြားဒီမြင့်လက်ပြမှုတွေကြားမှာလူတို့ကမနှဲအသက်ရှင်တန်အောင်ရုန်းကန်နေရတဲ့အခါကျတော့တစ်ဖက်ကကုဒေါ်လာရင်းအုပ်စုတွေကလည်းခုနပြောခဲ့တဲ့အားနည်းချက်တွေနဲ့ကျွန်တော်တို့သွားတဲ့အခါကျတော့လူတို့ကဒေါ်လာရင်းပေါ်မှာဟိုကျွန်တော်တို့အချင်းချင်းပြောခဲ့လို့ပဲစေအုပ်စုကိုယွန်ရှာတယ်တိုင်းပြည်ရဲ့ဒီမိုကရေစီတကယ်စစ်မှန်တဲ့ဒီမိုကရေစီတကယ်စစ်မှန်တဲ့ဖက်ဒရယ်ဖြစ်ဖို့လူတို့ကလူလားရတောင်းတတယ်ဒါပေမဲ့ဒီဟာတွေဖြစ်ဖို့အတွက်ဖြစ်နိုင်ပါဦးမလားဆိုတော့ဒီတစ်ခါလေကြတော့ဒီလိုအတွေးမျိုးလေးတွေလည်းပေါ်တာပေါ့အဲကျွန်တော်တို့ပြင်မန်းတာကိုအရန်ချက်တက်ခက်ခဲတာကိုကျွန်တော်ရင်ဆိုင်ရတဲ့ရန်သူကလည်းတကယ်ကိုကဘာမှအဆိုးရုပ်ဆုံးအာဏာရှင်ဖြစ်တာပေါ့နော်ဆိုတော့ထို့တော့ကျွန်တော်ယုံကြည်ပါတယ်လူထုပေါ်မှာလူထုကတော့ဒီဒေါ်လာရင်းပေါ်မှာယုံကြည်ချက်မျိုးလင်းချက်ကရှိနေတယ်လို့ကျွန်တော်တို့မြင်တယ်ဆိုတော့အဲ့ယုံကြည်ချက်မျိုးလင်းချက်ဒီထက်ပိုပြီးတော့မလျော်ပါသွားဖို့မထိခိုက်သွားဖို့ကျွန်တော်စူးစမ်းရမယ်ဆိုတော့လက်ရှိလူထုရဲ့ဖြစ်နေတဲ့အခြေအနေတွေကိုလည်းကျွန်တော်တို့ပိုပြီးနားလည်ရမယ်နားထောင်ရမယ်အဲ့နားလည်မှုနားထောင်မှုနဲ့အတူတေးကြတယ်ဗျာကျွန်တော်တို့ဒီချိန်မှာပြောနိုင်တာကတော့ကျွန်တော်တို့အလုပ်ပူစူးစမ်းလူထုကတိပေးနိုင်တဲ့ကိစ္စဟုတ်တယ်နောက်တစ်ခုကတော်လန်ရေးဆိုတာကျွန်တော်တို့အရင်ကပြောခဲ့သလိုပေါ့နော်ဟိုမအေးဝင်းစီစဉ်တယ်မဟုတ်တော့ဘူးဆိုတာလည်းကျွန်တော်လူထုကိုနားလည်အောင်ကျွန်တော်တို့ပြောပြရမယ်ကျွန်တော်တို့မားခဲ့တာလည်းကျွန်တော်တို့ဝန်ခံရမယ်
ကျွန်တော်တို့ဘာမှမားခဲ့ပါတယ်အဲ့တော့တေချာတော်လိုင်းကြီးပန်းခင်းလန်းတော့မဟုတ်တော့ဘူးတကယ်စုခင်းလန်းတကယ်ကိုကျွန်တော်တို့ရုံးကန်ရမယ်ဒီကနေ့ကျွန်တော်တို့ရင်ဆိုင်နေရတာကဒါတော်လိုင်းကြီးပဲတော်လိုင်းဆိုတာဒါပဲကိုစွဲပြောတာဒါကူကတော်လိုင်းကြီးပဲဟုတ်လားဆိုတော့အခုဒီလိုပဲကျွန်တော်ပြောရမှာဒါကူကတော်လိုင်းကြီးပဲအဲ့တော့တော်လိုင်းကြီးခီးရတော့ကျွန်တော်တို့ဒါလွယ်လွယ်ကူနဲ့ပြီးသွားမှာမဟုတ်ဘူးရှေ့ဆက်ပြီးကျွန်တော်အခက်အခဲပေါင်းစုံရင်ဆိုင်ရလိမ့်မယ်ထို့တော့ကျွန်တော်တို့မှာယုံကြည်ချက်ရှိဖို့လိုတယ်ပြီးသွားရင်တကယ်တေချာလို့ဖို့လိုတယ်တကယ်လို့ရင်တကယ်ဖြစ်တယ်ဆိုတာကကျွန်တော်တော်လိုင်းကြီးထဲမှာနေဟိုဒါအခုအားကတက်မလို့နော်အေးတကယ်သူတို့အခက်အခဲကြတဲ့ရုံးကန်တိဆောက်တယ်တကယ်လို့တဲ့ခါကျတော့တကယ်သူတို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်တယ်ကျွန်တော်တို့ကိုယ်တိုင်လည်းတကယ်ကိုယ့်အိမ်မက်ကိုကြီးမှတ်မယ်ယုံကြည်ချက်ထားမယ်တကယ်လို့လုပ်မယ်ဆိုရင်အလုပ်ဖြစ်နိုင်တယ်ဆိုတာကျွန်တော်တို့ကိုယ်တိုင်ကလည်းယုံကြည်နဲ့လုပ်ဖို့လိုတယ်ဒါကတော့ကျွန်တော်ရှေ့ဆက်ပြီးကျွန်တော်လုပ်ရမယ်အလုပ်လို့ကျွန်တော်မြင်တယ်ဆိုတော့အကိုရောအေးဗျကျွန်တော်တို့ရဲ့ရှေ့ဆက်လုပ်ငန်းစဉ်လမ်းစဉ်နဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ဟိုအရင်ဆုံးပြောချင်တာကပေါ့ကျွန်တော်တို့မှာတီဆောက်မှုတွေအများကြီးလုပ်ရလိမ့်မယ်လို့ထင်တယ်ကျွန်တော်တို့ကတောက်လျှောက်က2021-2023ကအာနာရှင်စနစ်ကိုဖြိုချဖို့တိုက်ထုတ်ဖို့တွေကိုရှိသမျှအရင်အကုန်ပုံဩတာသိရမလားကျွန်တော်တို့ကအော်ရင်ပေါ့ဗျာသိရမလားရှိသမျှနော်ဟိုကြာလိမ့်မယ်လို့မထင်ထားအများစုကပေါ့နော်အဲ့တော့ရှိသမျှအကုန်လုံးအချိန်ပြည့်အဲ့တော့ရှိသမျှပုံဩတော့ကြတာတိုက်ဖြတ်ရေးဖြိုချရေးကိုပဲကျွန်တော်တို့ကဇောင်းပြေးခဲ့တာအဲ့တော့ဒါကဟိုခုနကကျွန်တော်ရှေ့မှာပြောခဲ့တဲ့လူလူလှုပ်ရှားမှုဟိုအဆင့်1နှစ်ပေါ့ဒါပေမဲ့လို့ကျွန်တော်အဲ့လောက်နဲ့မပြီးတဲ့အခါမှာလူလူလှုပ်ရှားမှုရဲ့အခုနော်အဆင့်3ဒီအဖွဲ့အစည်းတွေရန်တရားတွေကြစ်လစ်ခိုင်မအောင်တိဆောက်ရမယ်ဆိုတဲ့ပြောချင်တာနိုင်ငံတကာ theory ရလည်းရှိနေပြီးသားဒါအဲ့တော့ကျွန်တော်တို့လက်ရှိမြန်မာတွေမျိုးတော်တိုင်းရဲ့အခုအချိန်9နှစ်ရောက်လာတဲ့အခါမျိုးနော်အခုလိုကျွန်တော်တို့ရဲ့အခင်းချင်းမှာကျွန်တော်တို့ကိုယ်တိုင်အရင်ဆုံးကျွန်တော်တို့အလုပ်တွေကိုထိမိမိထက်မြက်လုပ်နိုင်ဖို့ကျွန်တော်တို့ကိုတိဆောက်ရေးတေချာလုပ်ရလိမ့်မယ်လို့ကျွန်တော်ကတော့ယူဆတယ်ကျွန်တော်ဓာတ်တွေလိုပေါ့ဗျာခုတ်တယ်ခုတ်ပါများရင်ဒါတုံးသွားတယ်အဲ့တော့ဓမ္မတော်ကြီးနဲ့ဆက်ခုန်နေမဲ့ဆိုင်ဓာတ်ကိုတွေးရဖို့လိုတယ်အဲ့တော့ခုတ်စရာရှိတဲ့ဓာတ်ဆက်ခုန်နေနားပြီးမဲ့ဓာတ်နာတီဟိုသူ့ကိုတွေးစရာရှိတာသူအဲ့သဘောပြောချင်တာနော်ကိုလုံးမဲ့အလုပ်တွေထက်မြက်ဖြစ်ဖို့ကျွန်တော်တို့ကကိုဆိုတာတဦးတယောက်ချင်းလည်းဖြစ်နိုင်တယ်အဖွဲ့အစည်းတစ်ခုချင်းလည်းဖြစ်နိုင်တယ်နော်ဒီဒုတိယလုံးလည်းဖြစ်နိုင်တယ်ပေါ့ဗျာကျွန်တော်တို့အဖွဲ့အစည်းတွေကျွန်တော်တို့လူလူလှုပ်ရှားမှုတို့ပြောရင်အခုကျွန်တော်လူလူတပိတ်အဖွဲ့အစည်းတွေရှိတယ်ဗျာစီဒီယန်အဖွဲ့အစည်းတွေရှိတယ်ဟဲ့လားမြို့နယ်အဆင့်ကော်မတီမှာကျွန်နိုင်ငံလုံးကျွန်တော်တို့က GSCB ဟဲ့လားစကိုင်းမှာစကိုင်းတိုင်းတပိတ်မန္တလေးမှာ AFCC ဒါလို့အဖွဲ့အစည်းတွေလည်းတကယ်ခိုင်မာနော်တကယ်ထိရောက်ဖြစ်အောင်ကျွန်တော်တို့ institution ခိုင်မာဖြစ်အောင်တည်ဆောက်ရလိမ့်မယ်ဆိုကျွန်တော်ကတော့ယူဆတယ်အဲ့တော့စုဖွဲ့စုစည်းမှုကိုနံပါတ်1တည်ဆောက်အောင်ပဲတည်ဆောက်မှုနံပါတ်1အဲ့တော့ကျွန်တော်တို့ဒါကလူလူလှုပ်ရှားမှုပြောတာဟုတ်ပြီကျွန်တော်တို့ရဲ့လက်နက်ကိုင်တက်တွေ PDF ပြည်သူ့ကာကွယ်ရေးတပ်မတော်တည်ဆောက်အောင်ပါတိကျကျွန်တော်တို့ပြောနေ COC 2ရက်ဟုတ်ကဲ့အမေဘေးကိုကဲမှုအားကောင်းအောင်ကျင့်ဝတ်စည်းကမ်းခိုင်မာအောင်တိတ်ဆိုတိတ်ဟိတ်ဆိုဟိတ်ဟာလားအမေဘေးကိုကဲမှုရဲ့တကယ်ကိုတောင်းမီစစ်သားဗျာပြောချင်တာကနော်အပျော်တန်းစစ်သားမဟုတ်တော့ကျွန်တော်တို့အခုအချိန်တွေကအပျော်တန်းစစ်သားတွေနဲ့စစ်တိုက်လို့မရတော့လက်နက်ကင်ထားတဲ့လူအုပ်ကြီးနဲ့စစ်တိုက်လို့မရတော့တကယ်မင်းလဲစစ်သားငါလဲစစ်သားဆိုတဲ့ပုံစံမျိုးနဲ့စစ်တိုက်မှရမယ်ဆိုတာကျွန်တော်ထင်ပါတယ်ကျွန်တော်တို့အရသားတွေပြောတဲ့ဆိုင်စစ်သားတွေကိုလည်းကျွန်တော်တို့ PDF တွေပုံနားလည်လာကြပါပြီနော်အဲ့တော့ကျွန်တော်တို့တက်ပုံကြအောင်တကယ်တိဆောက်ကျွန်တော်တို့အုပ်ချုပ်ရေးပါသုံးလုံးတွေရှိတယ်တကယ်အုပ်ချုပ်ရကျွန်တော်တို့ကအဲ့ဒါ2021တုန်းကဖေဖော်ဝါရီမတ်မှာကျွန်တော်တို့ဖွဲ့ခဲ့ကြတယ်လေပါအဲ့တုန်းကဖွဲ့တယ်ဆိုတာတကယ်အုပ်ချုပ်ဖို့ဆိုတာတဲ့ဟေးမင်းတို့ကအာဏာသိမ်းတဲ့ကောင်မင်းတို့ကအကြမ်းဖက်မင်းတို့အစိုးရကငါတို့လက်မခံဘူးငါတို့ကြေးပါငါတို့ကိုယ့်အကိုအုပ်ချုပ်မယ်ငါတို့မျိုးနဲ့ငါတို့ကိုယ့်အကိုအုပ်ချုပ်မယ်ဆိုပြီးတော့ကျွန်တော်တို့ကဖွဲ့ခဲ့ကြတာတကယ်အုပ်ချုပ်ဖို့ဆိုတာတဲ့ပြောချင်တာမင်းကတရားဝင်မှုငါတို့ဒီတာတရားဝင်တယ်ဆိုတော့တရားဝင်မှုတိုက်ပွဲကိုဖော်ဆောင်ဖို့ကျွန်တော်တို့ကပါသုံးလုံးကိုစတော့ဖွဲ့ခဲ့ကြတာဒါပုံစံတင်ပြောတာတိုးတော့အခုချိန်မှာအဲ့လိုမဟုတ်တော့တကယ်အုပ်ချုပ်ရပြီပါလာဖတကယ်ရဲလုပ်ငန်းလုပ်ရပြီအဲ့တော့ကျွန်တော်တို့ကရော့အင်ပါလာဖဆိုရဲဆိုတာရော့မင်းရဲလို့ဆိုတော့ရဲမဖြစ်ဘူးရဲလုပ်ငန်းလုပ်တတ်အောင်ရဲအတက်ပြန်နေတင်ရသေးတာလေဗျာဟုတ်တယ်ဗျာဟုတ်တယ်မလားပါလာဖဟလာပကဖပြည်သူစစ်ဟလာနော်ပြည်သူစစ်တာဝန်တွေထုတ်လုပ်ဖို့ရတယ်သူ့ကိုတေချာကျွန်တော်တို့ကလေ့ကျင့်သင်ကြားမွမ်းမံတိဆောက်ရတော့အဲ့ဒါတွေအခွန်ကောက်ရန်တရားအခွန်တော်အရာရှိတွေလားတေချာတကယ်ကိုအခွန်တော်အရာရှိတယောက်တက်တဲ့အသိပညာအတက်ပညာတွေသင်ကြားရမယ့်အချိန်အဲ့တော့ပြောချင်တာကျွန်တော်တို့တော်လန်ရေးဘက်ကလူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေနော်ခေါင်းဆောင်မှုတွေကိုတေချာစုဖွဲ့တိဆောက်ရမယ့်အချိန်ဒါနံပါတ်1ကတော့ဒီစုစည်းစုဖွဲ့တိဆောက်မှုပေါ့နံပါတ်2ကတော့ကျွန်တော်တိဆောက်မှုနံပါတ်2ကတော့အရင်မြင့်လို့ကျွန်တော်ထင်တယ်ကျွန်တော်တို့ကတော်လန်ရေးနော်အခုလိုအင်မတန်ခက်ခဲတဲ့ကျန်တဲ့တော်လန်ရေးဗျာခုနရှေ့မှာလည်းပြောတယ်တကယ်တော့အခုကျွန်တော်တို့ရင်ဆိုင်နေရတဲ့မဲအွန်လိုင်းစေအုပ်စုကတော်တော်ကြမ်းတမ်းတဲ့တော်တော်ရက်ဆက်တဲ့ဆက်အာဏာရှင်ပဲကျွန်တော်အင်တာနက်မှာလေ့လာကြည့်တယ်ကမ္ဘာပေါ်မှာတဲ့ဒီမင်းအွန်လိုင်းကမ္ဘာအကြမ်းတမ်းဆုံးအရက်ဆက်ဆုံးအာဏာရှင်3နိုင်ငံ3ဘွဲ့ထဲမှာတကောင်ပါတယ်တကောင်1နှစ်3တစ်ခုပဲမြောက်ကိုရီးယားအခုမင်းအောင်မြန်မာမင်းအွန်လိုင်းရဲ့
အာဖဂန်နစ္စတန်ရဲ့အာဖဂန်နစ္စတန်အသုံးနေတဲ့ဟိုတာလီဘန်တွေဗျာဘာသာရေးအစွန်းရောက်တွေဟိုမြောက်ကိုရီးယားတို့ပြောမနေနဲ့အားလုံးနာမည်ကျော်မင်းအောင်တိုင်းအကောင်တွေနဲ့တရမ်းနေပဲအဲ့ကျွန်တော်တို့ကအဲ့လောက်ထိရက်ဆက်တဲ့အာဏာရှင်ကိုလည်းရင်ဆိုင်နေရတာဖြစ်တယ်ပြောချင်တဲ့ခါကျကျွန်တော်တို့ကဟိုခတ်မှာပေါ့ခတ်တယ်ကျွန်တော်တို့ခတ်တယ်ဆိုကိုယ့်ဘက်ကအာဏာကြောင့်ခတ်တာမျိုးရန်သူဘက်ကလည်းအဲ့လောက်ထိရက်ဆက်ရိုက်ဆိုင်ရုံမာတဲ့ကောင်းကြီးဆိုတယ်ကျွန်တော်တို့ကသဘောပေါက်ဖို့လိုတယ်ပေါ့ဗျကျွန်တော်တို့ကတော်တော်ကိုဟိုပြောချင်တာတော်တော်ယုံနိုင်မှာကိုရမယ်သဘောပေါ့ဗျအဲ့တော့နံပါတ်1စုဖွဲ့စုစည်းမှုကျွန်တော်တိဆောက်ရမယ်နံပါတ်2ကခုနကပြောအရင်မြစ်တယ်ကျွန်တော်တို့လူအားငွေအားနိပညာအားနော်အကုန်လုံးပေါ့ဗျနော်ကျွန်တော်တို့မှာအရင်မြစ်ပိုင်းရာကြည့်ရင်ကျွန်တော်တို့ရန်သူနဲ့ဘယ်လိုမှရှင်းလို့မရနော်ကျွန်တော်တို့အခုဟုတ်လားကျွန်တော်ထင်ပါတယ်ကျွန်တော်တို့လက်နက်ကင်တိုက်ပွဲကဏ္ဍကျွန်တော်တို့ PDF တွေ ER သုံးနေဆိုတဲ့ငွေကြေးလက်နက်ခဲယမ်းအင်အားစကားတတ်နေရှင်အစွန်းတော်ရှိမှာမဟုတ်ဘူးနော်အစွန်းတော်ရှိမှာမဟုတ်နော်တကောင်တွေရဲ့ရက်လေရင်တစင်းစာသူတို့ပေါင်900ဘုံတဘုံတန်ကြီးနဲတာမှမဟုတ်တာနော်ကျွန်တော်တို့မှာဘာမှမရှိဘူးနော်သူတို့သုံးနေတဲ့အခု drone တွေဟုတ်လားကျွန်တော်တို့မှာအဲ့လိုဘလို့မှဗတ်မညီတဲ့တော်လန်ရေးကိုဆင်နွှဲနေရတာဟုတ်ပဲတိုးတော်ထားကျွန်တော်တို့ဘက်ကလည်းတက်တဲ့များတို့တေချာစူစီအရင်းမြစ်ပိုင်းရရှာဖွေရမယ်စူစီရမယ်အခုရနေတဲ့အရင်းမြစ်တွေကိုလည်းအကျိုးအရှိဆုံးဖြစ်အောင်အသုံးပြုဖို့လိုတယ်အသုံးပြုဖို့လိုတယ်အဲ့ဒါပေါ့နော်အဲ့တော့အရင်းမြစ်ပိုင်းရကျွန်တော်ကတော့တိချာချာကိုကျွန်တော်တို့တိဆောက်ရလိမ့်မယ်ထင်တယ်နောက်ထပ်တိဆောက်ရေးမှာကျွန်တော်ကတော့တတိယနဲ့အရေးကြီးဆုံးတိဆောက်ရေးကဘာလို့ဆိုတော့ကျွန်တော်တို့တော်လန်ရေးရဲဘော်တွေရောကျွန်တော်တို့ရဲ့တော်လန်ရေးပြည်သူတွေရောလေနိုင်ငံရေးဆိုင်ရာတော်လန်ရေးဆိုင်ရာအတွေးခေါ်ခံယူချက်ယုံကြည်ချက်ကိုလည်းတိချာပြန်စူးစီးတိဆောက်ရမယ်ထင်တယ်ဗျဟုတ်ကဲ့သူကဟိုအားလုံးသိပြီးသားပါဟိုစကပုံရှိတာဟုတ်ဗျတာတိုမှာကတော့ခွန်အားအရေးကြီးတာပေါ့နော်တာလက်မှာတော့အဆုံးဖြစ်အေးတာဝေးမှာကျစိတ်တက်နဲ့ဆိုင်သွားပြီဗျတာဝေးခရီးသွားဖို့စိတ်တက်အရေးကြီးတယ်ကျွန်တော်တို့တော်လန်လူထုကိုလည်းကျွန်တော်တို့ကတာဝေးခရီးဒီတော်လန်ခရီးချမ်းကိုအဆုံးထိသွားနိုင်ဖို့ကျွန်တော်တို့ကစိတ်တက်တိဆောက်ထားဖို့ပဲလို့ကျွန်တော်ထင်တယ်အဲ့တော့တော်လန်ကြီးအတွေးခေါ်တော်လန်ကြီးယုံကြည်ချက်ငါတို့ဘာကြောင့်ဒီတော်လန်ကြီးလုပ်နေရတာငါတို့ဘာကြောင့်တပိတ်မောက်နေရတာတို့ငါတို့ဘာကြောင့်စီရီယန်လောက်ရတာတို့ငါတို့ဘာကြောင့်လက်နက်ကန်ရတာတို့ငါတို့ဘာကြောင့်တောရဲတောင်ထဲမှာအခုလိုစင်းစင်းရဲရဲအခုလိုချောင်းကြပေါ့ဗျာအဲ့လိုတောင်ကပယံလေးထဲမှာလာပြီးတော့စကားဝဲလုပ်နေရတာတို့စတဲ့ဟာပေါ့ကိုလုပ်နေတဲ့အလုပ်ရဲ့အတိတ်တွေရှိမှုမှန်ကန်မှုတန်ဖိုးရှိမှုပေါ့ဗျာစတဲ့တွေးခေါ်ယုံကြည်ချက်ခံယူချက်တိဆောက်အောင်မယ်လို့ကျွန်တော်ထင်နေတယ်အဲ့လိုမျိုးခိုင်မာတဲ့ယုံကြည်ချက်ခိုင်မာတဲ့အတွေးခေါ်အားနေသွားတယ်ဆိုရင်ခက်ခဲကြမ်းတမ်းမှုကိုရေရှည်တောက်ခံမှုကမလွယ်ဘူးအဲ့တော့ကျွန်တော်တို့ခိုင်မာတဲ့ယုံကြည်ချက်တစ်ခုခိုင်မာတဲ့တော်လန်ရေးအတွေးခေါ်တော်လန်ရေးအပြီးတမှာပေါ့ဗျာကျွန်တော်တို့ပြည်သူတဦးချင်းတစ်ယောက်ချင်း PDF တဦးချင်းတစ်ယောက်ချင်းကျွန်တော်တို့လူထုလှုပ်ရှားမှုရဲဘော်တဦးချင်းတစ်ယောက်ချင်းမှာရှိနေဖို့ကျွန်တော်ကတော့အရေးကြီးတယ်လို့ထင်တယ်ဒီတိဆောက်မှုသုံးခုပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကတကယ်တိဆောက်နိုင်ရင်ထားပါတော့အခုခုနပြောတဲ့မြို့တွေအခုလက်လွတ်လက်ရဖြစ်တယ်ပြီးကြတဲ့အင်ဒိုပေးရတယ်မော်လူပေးရတယ်ဗာညာဒီအပိုင်းရတယ်ကျွန်တော်ကမြေကိုယာယီလက်လွတ်ရပြီမဲ့လူထုကကျွန်တော်တို့လူထုပဲဆက်ရှိနေမှာပဲလေကျွန်တော်တို့ကအတွေးခေါ်ရတိဆောက်ထားတယ်အတွေးခေါ်ရစူးစီးထားတယ်ဟေ့ဆိုရင်ကျွန်တော်တို့ကအတွေးခေါ်ရမစူးစီးနိုင်ဘူးစီယုံရေးရမတိဆောက်နိုင်ဘူးဆိုရင်မြေတွေမြို့တွေတိမ့်ထားလေလူထုကကျွန်တော်တို့ပဲရှိနေမှာရှင်းသေးပြီကျွန်တော်တို့ကတကယ်အတွေးခေါ်ရစူးစီးနိုင်တယ်တိဆောက်နေဆိုရင်အခုရန်ကုန်မန်းလေးမုံရွာကလူထုကကျွန်တော်တို့လူထုဖြစ်နေမှာပဲဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ကပြောချင်တာကမြေကိုစွန့်လို့ရတယ်ဆိုရင်တော့အတွေးခေါ်အရာတိဆောက်မှုအားကောင်းရင်လူကကျွန်တော်တို့လူပဲအမြဲတမ်းကျွန်တော်တို့စူးစီးမှုတိဆောက်မှုအားနည်းတယ်ဆိုရင်မြေတွေရှိနေလေအဲ့မြေမှာနေတဲ့လူကကျွန်တော်တို့လူဟုတ်ချင်မှာဟုတ်မှာဟိုသတင်းပေးတွေ informer တွေဟာလာဒလန်တွေဖြစ်နေမှာပဲပြောချင်တာပါတော့အဲ့တော့ဒီတိဆောက်မှု၃ခုနံပါတ်1အရေးကြီးတယ်လို့ထင်တယ်ဟုတ်ပြီတိဆောက်ရေးနဲ့အတူကျွန်တော်တို့လက်တွဲလုပ်ရမှာညီညွတ်မှုဗျကျွန်တော်မြင်တာတယ်ကျွန်တော်ရဲ့တကူကြီးသုံးသိချက်ကကျွန်တော်တို့လူအဖွဲ့အစည်းကဟိုတော်တော်လေးကိုအကွဲပြားများတဲ့ပေါ့နော်ကွဲပြားမှုတွေများတဲ့လူအဖွဲ့အစည်းဆိုကျွန်တော်မြင်တယ်ဒါတမိုင်းကြောင်းနဲ့ခြီးပြီးတော့လက်ရှိမျိုးတော်တဲ့ကိုပဲကြည့်ကြအဲ့တော့ကျွန်တော်တို့ကတေးကြတယ်ဗျလက်တစ်ချောင်းချင်းနဲ့အားမဖြစ်ဘူးလက်၅ချောင်းပေါင်းမှခိုင်မာတဲ့အားဖြစ်တာဗျအဲ့တော့ကျွန်တော်တို့ညီညွတ်ဖို့လိုတယ်အဲ့တော့ဘာတွေညီညွတ်ကြမလဲလို့ပြောရင်ကျွန်တော်နံပါတ်1ကတော့ကျွန်တော်တို့ခုနအားလုံးလည်းပြောခဲ့ကြထောက်ပြခဲ့တဲ့ဟာပါပဲခေါင်းဆောင်မှုနဲ့ကိုကဲအုပ်ချုပ်မှုရညီညွတ်ဖို့လိုတယ်တူတူငါတည်းမြဖြစ်နေလို့မရဟုတ်လားအဲဒီလိုနော်ဘယ်ကအန်ယူဂျီကတမျိုး ERO ကတဖုံ SCA ကတမျိုးဘယ်ကပါအဲ့လိုဖြစ်နေလို့မရကျွန်တော်တို့အားလုံးတော်လန်ရေးရဲ့နော်ဟိုအဖွဲ့တွေကတဖွဲ့တည်းမဟုတ်တာပြဿနာမရှိဘူးရတယ်အဖွဲ့20ဖြစ်လို့ရတယ်တော်လန်ရေးခေါင်းဆောင်တိုးတော့အဲ့အဖွဲ့တွေသားတွေမှာညီညွတ်တဲ့စူးစီးမှုညီညွတ်တဲ့ leadership ညီညွတ်တဲ့ command လို့လေစစ်တပ်မှာစစ်တပ်စကားပြန် command ပေါ့ဗျာနော်ကျွန်တော်တို့ကဒီ unity of command unity of leadership အရေးကြီးတယ်ဗျအဲ့ဒါနံပါတ်1ပေါ့ဗျာဟုတ်ပြီအဲ့ဒါမျိုးကျွန်တော်ညီညွတ်ရဲ့ပြီကျွန်တော်တို့မှာကိုတကယ်လုံးမဲ့မဟာဗျူဟာနီးပရိရဲ့လုပ်ငန်းစဉ်တွေညီညွတ်ဖို့လိုတယ်ကျွန်တော်တို့ဟုတ်ပြီစီကျွန်တော်တို့ပြောတဲ့လူတိုက်ပွဲနဲ့စီးတိုက်ပွဲဟန်ချက်ညီရစီးတိုက်ပွဲကဘာတွေလုပ်တယ်လူတိုက်ပွဲကဘာတွေလုပ်မယ်ဟဲ့လား ERO တွေကဘာတွေလုပ်မယ်နိုင်ငံခြားရေးအရာဘာလုပ်မယ်စိတ်တဲ့စစ်စင်ရေးကဏ္ဍကဘာလုပ်မယ်ဗန္နာရေးစစ်မျက်နှာဘယ်လိုလုပ်မယ်စတဲ့ညီညွတ်တဲ့တစုံလုံးစာမဟာဗျူဟာလိုတယ်ကျွန်တော်တို့9နှစ်သားတွေကျွန်တော်ကြည့်တယ်မရှိဘူးပုံနေတယ်ပြောကျွန်တော်တို့ပြန်ပြီးတော့ဝေဖန်ရေးလုပ်ရမယ်ကျွန်တော်တို့မှာတစုံလုံးစာအတွက်
ညီညွတ်တဲ့ဟန်ချက်ညီတဲ့တစုံလုံးစာမဟာဗျူဟာဆိုတာမရှိဘူးကျွန်တော်တို့ကဟာလာဒီကွေ့ဒီတက်နဲ့လော်လေးကြနေရောဟိုကွေ့ရောက်တော့ဟိုတက်နဲ့စေးရတာကြီးလုပ်တယ်လူတက်ကွက်တာလုပ်တယ်နိုင်ငံသားကြီးကဟာလုပ်တယ် EAO ကဒါလို့ NUG ကဒါလို့ NLD ကဒါလို့ဆိုတာမျိုးတွေပေါ့ဗျာသွားပြီးတော့တူလိုက်လက်ရှိရတိုက်ဆိုင်သွားရင်တူတွေသွားတယ်ပေါ့မတိုက်ဆိုင်ရင်လည်းလွဲသွားတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့မှာအခုကတော့တစုံလုံးစာညီညွတ်တဲ့ unity of strategy unity of effort ညီညွတ်သောမဟာဗျူဟာညီညွတ်သောကျိုးပန်းအားထုတ်မှုတော့လိုအပ်နေပြီလို့ထင်တယ်နောက်ဆုံးတတိယညီညွတ်မှုကတော့ကျွန်တော်နိုင်ငံရေးအရာကျွန်တော်တို့တစုံလုံးစာညီညွတ်မှုပေါ့ဗျာအဲ့တော့ကျွန်တော်တို့အခုမှဟာလာ Federal Democracy ပြည်ညင်ဆိုတာရှိတယ်အခုကျွန်တော်တို့ SCEF နော်ပေါ်ပေါက်လာစသဖြင့်အဲ့ဒါနိုင်ငံရေးအရာငါတို့ကတော့ဖြစ်ဘာဝတော်လန်းနေတယ်ငါတို့ကဘာဝတီဆောက်နေတယ်ငါတို့ကဘယ်ပန်းတိုင်ကိုသွားနေတယ်ဆိုတဲ့နိုင်ငံရေးအရာညီညွတ်မှုလည်းအရေးကြီးတယ်ဗျနော်အဲ့တော့အဲ့ဒီညီညွတ်မှု၃ရက်ကိုကျွန်တော်ကတော့တိချာတီဆောက်အောင်မယ်လို့ထင်တယ်အဲ့တော့ပြန်ချုပ်ပြောရရင်ရှေ့မှာတီဆောက်မှု၃ရက်ညီညွတ်မှု၃ရက်ကျွန်တော်ကတော့ယုံပါတယ်ကျွန်တော်တို့တကယ်တီဆောက်နိုင်ရင်ကျွန်တော်တကယ်ညီညွတ်ရင်တော်လန်ရေးရဲ့အဆုံးဖြတ်ကကျွန်တော်တို့လက်ထဲမှာပါကျွန်တော်ဒါနဲ့ပတ်သက်ရင်တော့ဥပမာလေးတစ်ခုပြောကျွန်တော်ကြုံရပြီးခဲ့တဲ့လပိုင်းကပဲကျွန်တော်မဟာမိတ်ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တယောက်နဲ့ဆိုလို့ပြောတယ်သူကကျွန်တော်တို့ PDF တွေကိုသူတို့ကဒီအခုတက်တွေစုဖွဲ့တဲ့ဟာတွေကိုသူတင်တန်းနေပြီးနေတဲ့ဒီတက်မှုတယောက်ပေါ့ EAO နော်တကယ်ဖိုက်တာတယောက်သူကပြောတာဆရာတို့ PDF တွေရတယ်တကယ်တော့ရုပ်တွေကအမာကြီးအခိုင်ကြီးအလူငယ်တွေကြီးပဲစိတ်တက်ကမလိုက်နိုင်တာလေသူကမပြောကြဘူးတည်ရမလားစစ်တင်တန်းကိုပဲကျန်းနေရမ်းနေဆိုပြီးအိမ်ပြန်နေတာလို့တည်ရမလားနော်အမေပဲလွမ်းတာလို့ဖြစ်နေကြချွဲနေကြတာပေါ့ဗျာပြီးတဲ့ကောင်ပြီးတယ်တဲ့ဆန္ဒပြခြင်းတဲ့ကောင်ရှိသေးတယ်စစ်တင်တန်းမှာမဟာမေးEAOတမ်းမှုကပြောတာတကယ်တော့ကျွန်တော်ကြည့်တယ်အဲ့ကောင်တွေအားလုံးကခန္ဓာကိုယ်ကြီးရဲ့ကြာကိုကြီးစားကုန်တဲ့ခန္ဓာကိုယ်ကြီးတွေမဟုတ်ဘူးတဲ့ဒါပြော့တော့စိတ်ကပြော့နေအခုကျွန်တော်တို့9နှစ်ပန်းနေတကယ်ကျွန်တော်တို့အတွေးခေါ်ရတကယ်တိဆောက်ထားရင်ရတယ်နောက်ထပ်သွားလို့ရသေးကျွန်တော်တို့မှာအခုဗျာနေမီတွေဆုံးချုံနေတယ်ကျွန်တော်တို့ကဗျာဟိုလိုပြောတာမဟုတ်ဒီခစ်တဲ့တမိုင်းမှာဒီလောက်ထိကျွန်တော်တို့စိုးမိုးထားတယ်ခါမှမစိုးဘူးရှင်းသေးဆုံးရေတော်ပုံကြည့်မလားဘာနေမီမဲ့စိုးမိုးခဲ့တာမဟုတ်ဘူးနော်ကျွန်တော်တို့ဒါလောက်အခုသက်နေမီတွေအများကြီးရှိသေးတယ်ကျွန်တော်တို့မှာလုံးလို့ရတဲ့ဟာတွေအများကြီးရှိတယ်ကျွန်တော်တို့ကရန်သူနေမီတွေပြောရန်ကုန်မန်းလေးမြို့ပေါ်မှာလည်းကျွန်တော်လုံးလို့ရတဲ့အလုပ်တွေအများကြီးရှိသေးတယ်ပြောချင်တာကအခုချိန်တွေကတအားဆိုးရွားနေတာမဟုတ်သေးဘူးကျွန်တော်တို့ဟာအချိန်မီပြင်ဆင်မယ်အချိန်မီကျွန်တော်တို့ဟာတဲ့မဲ့မယ်ဆိုရတယ်လုံးလို့အများကြီးရတယ်တခုပဲအတွေးခေါ်ရတိဆောက်ထားဖို့လိုတယ်နော်ကျွန်တော်တို့စူးစီးထားဖို့လိုတယ်ညီညွတ်ထားဖို့လိုတယ်အရေးမြစ်တွေတကယ်ရှိဖို့လိုတယ်တကယ်ညီညွတ်တဲ့မဟာဗျူဟာတွေညီညွတ်တဲ့အားထုတ်မှုရှိတယ်ဆိုရင်ကျွန်တော်တို့ရဲ့အဆုံးဖြတ်ကကျွန်တော်တို့လက်ထဲမှာပဲရှိလိမ့်မယ်လို့ကျွန်တော်ကတော့ယူဆတယ်